လောင်းမင်္ဂလာပါကျွန်တော်ကတော့မြန်မာဆိုလာပါဝါရဲ့ executive engineer ကိုစောစောဖြစ်ပါတယ်အခုလက်ရှိရောက်နေတဲ့နေရာလေးကတော့စိုက်ပျိုးမွေးမြူရေးနဲ့ကြက်မွေးမြူရေးချဖြစ်ပါတယ်ဒီမှာဆိုရင်လက်ရှိသုံးနေတဲ့လုတ်က80 kW ခန့်သုံးတယ်ဒီ national grid local grid နဲ့ generator ကိုအားထားပြုပြီးသုံးနေရတဲ့စနစ်တစ်ခုဖြစ်တယ်ပြီးတော့ဒီမှာ customer နေပြီးဒီမှာ meter unit ပေးရဲ့စီစားတက်တာမှုတွေရှော့ချပြီးတော့မိမြေတက်မှုတွေကိုပြည်လေစေဖို့အတွက်ဒီစနစ်ကိုတက်ဆင်တာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နဲ့ချက်လောက်ဒီ site ရဲ့အခြေအနေလေးကိုလိုက်ကြည့်ပါဦးဆိုတော့ဒီ project မှာဆိုလို့ရှိရင်တော့ solar ဒီ630 watt 348ချက်တက်ထားပါတယ် concrete တက်ဆိုလို့ရှိရင်168ချက်တက်ပြီးတော့ hybrid မှာဆိုလို့180 kilo 180ချက်တက်ထားပါတယ် kilo အားပြောရမယ်ဆိုရင် 219.24 kW 119.24 kW လောက်တက်ဆင်ထားပါတယ်အခုကျွန်တော်တို့ဒီ project က SAG ကနေပြီးတော့ concrete 125 kW နဲ့ hybrid 50 kW 86 kW hour hybrid inverter နှလုံးတက်ဆင်ထားပါတယ်အခုလိုတက်ဆင်ထားပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်စီစားတက်တာမှုမှာဆိုရင်တစ်လားကိုစီကာလန်280ကာလန်လောက်ခံတက်တာပြီးတော့မီတာယူနစ်ပြင်မှာလည်း 50% တင်တက်တာတယ်လို့တွေ့ရပါတယ်အခုဆိုရင် concrete hybrid system တစ်ခုလုံးကိုထိန်းချုပ်ထားတဲ့ all one solution smart meter လေးလည်းမိတ်ဆက်ပြတင်ပါတယ်အခုဆိုရင်ဒီစနစ်ကတော့တက်ဆင်ရတာလွယ်ကူပြီးတော့charging သွင်းတဲ့အချိန်မှာရောဒီ charging သွင်းတဲ့ဒီ charging ပြန်ထုတ်သုံးတဲ့အချိန်တွေမှာလွယ်ကူတက်တာတော့တွေ့ရတယ်အကျိုးကျေးဇူးတွေကတော့ customer ရဲ့လိုအပ်ချက်ဒီလောက်ပါဝါငြိမ်သက်ပြီးတော့ product ဘိုင်းမှာဆိုရင်လည်းထုတ်မှုလုံးမှာproduction ဘိုင်းမှာဆိုရင်လည်းအများကြီးအဆင်ပြေချုံးဝေးတာကိုတွေ့ရတယ်